သမီးတို့ရေမင်္ဂလာပါနော်ဒီနေ့မှာတော့ဒီ share ကဒီ art and space system အကြောင်းကိုရှင်းပြသွားမှာဖြစ်တယ်เนาะ part 3အကြောင်းကိုရှင်းပြတဲ့အခါမှာဒီ share part 1 part 2မှာတော့ငါ solar system အကြောင်းကိုရှင်းပြခဲ့ပြီးဖြစ်တယ်เนาะအဲ့ဒီမှာဒီ share စာလို့ရှင်းပြတာကိုထပ်ပြီးတော့နားလည်စေခြင်းနဲ့အတွက်ကြောင့်ဒီ share ကဒီ part 3မှာဆိုလို့ရှိရင် NASA ကနေပြီးတော့ထုတ်ထားတဲ့เนาะ NASA ရဲ့ website မှာเนาะတရားဝင်ဒီ solar system တွေကိုဒီ share တို့ direct ရိုက်ကြည့်လို့ရတဲ့ website လေးဖြစ်တယ်အဲ့ဒီ website ကနေပြီးတော့တို့သမီးတို့ထပ်ပြီးတော့လေ့လာမယ်ဆိုရင်ပို့ပြီးတော့နားလည်လိမ့်မယ်လို့ထင်တယ်ဒါကြောင့်လည်းဒီ share ဒီ website လေးကိုဒီတို့သမီးတို့ website ကို live လွှင့်ပြီးတော့ပေါ့နော်ဒီ share ရှင်းပြမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒီ website လေးရဲ့ပထမဆုံးပုံကသူကဘာနဲ့ပြထားလဲဆိုရင်တို့သမီးတို့ galaxy ပုံလေးနဲ့ပြထားဒါဆိုရင်ဒီ share ကအဲ့ galaxy အကြောင်းကိုပြောပြဖို့ရှင်းပြဖို့အတွက်တို့သမီးတို့ဒီအဆင့်လေးတွေကိုအရင်ရှင်းပြမှတို့သမီးတို့နားလည်မယ်နော်ဒါဆိုရင်ဒီ share တို့အကျဉ်းချင်းအဲ့ဒီ universe ကိုနော်universe universe ဒီ universe မှာတချို့က galaxy တွေအများကြီးရှိတယ်เนาะအဲ့ဒီ galaxy တွေအများကြီးရှိတယ်ပေါ့နော်အဲ့ galaxy တွေအများကြီးမှာတချို့လေ့လာလို့ရတဲ့เนาะ observer universe ဆိုတာရှိတယ်เนาะတချို့ဒီစက်ကြဝဠာကြီးကဘယ်လောက်ကျယ်ပြန့်နေဘယ်လောက်အတိုင်းအတာရှိတယ်ဆိုတာကိုတချို့ယနေ့ထိတိုင်မသိသေးဘူးမသိသေးတဲ့အတွက်ကြောင့်တော့တချို့ observer universe ဆိုတာရှိတယ်အဲ့ဒီ observer universe ဆိုတာတချို့လေ့လာလို့ရတဲ့เนาะခုချိန်ထိလမ်းမီတော့လေ့လာလို့ရတဲ့ universe ကိုပဲ observer universe လို့ခေါ်တယ်เนาะနော်ဒါ observer universe ဟုတ်ပြီအဲ့ဒီ observer universe မှာတချို့က galaxy တွေအများကြီးရှိတယ်เนาะအဓိကအပြင် galaxy တွေနဲ့ခွဲပြီးတော့တချို့ပြောတယ်ဟုတ်ပြီ galaxy တို့တချို့အသေးလေးကနေပြီးတော့အများကြီးစုထားတာဒါဆိုရင်တချို့အကြီးကနေရင်ပြောမယ်အဲ့ဒီမှာ observer universe မှာဆိုလို့ရှိရင် super galaxy တွေအများကြီးနဲ့ဖွဲ့စည်းထားရဆိုရင်တချို့ကသူ့ကို super cluster လို့ခေါ်တယ်เนาะsuper cluster အဲ့ဒီ super cluster ထဲမှာနာမည်ကဘာလဲဆိုရင်ရှင်တို့Lani Akea လို့ခေါ်တယ် Lani Akea เนาะ Lani Akea เนาะဒီမှာ super cluster ရှိတယ်အဲ့ super cluster ထဲမှာကျဲဘီလီယံပေါင်းမြောက်များစွာ galaxy ပေါင်းမြောက်များစွာပါတယ်เนาะဒီ Lani Akea Galaxy Super Cluster ထဲမှာเนาะ Super Cluster ရဲ့ဒီဒီနေရာကိုပြောမှာเนาะ Super Cluster မှာဘာတွေနဲ့ဒီ Super Cluster ကိုဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုလို့ရှိရင် the local group လို့ခေါ်တယ်เนาะ local တချို့ GROUP group လို့ခေါ်တဲ့ galaxy ပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းထားတယ်เนาะအဲ့ဒီ local group မှာဆိုလို့ရှိရင် galaxy ဘယ်နှခုပါဝင်လဲဆိုရင်galaxy တချို့50ပါတယ်เนาะအဲ့ဒီ local group ထဲမှာနောက်ထပ်ပေါ့เนาะအကြီးဆုံး galaxy 3ခုပဲတစ်ချက်ပြောမယ်เนาะနံပါတ်1အကြီးဆုံး galaxy ကကြတော့ဒီရှယ်တို့เนาะ Andromeda galaxy Andromeda galaxy ရှိတယ်နောက်နံပါတ်2အနေနဲ့ဒီရှယ်တို့ကပါရှိလဲဆိုရင် triangular galaxy ဆိုတာရှိတယ်เนาะ TRIANGULAR triangular galaxy ရှိတယ်เนาะဒီ Andromeda galaxy ကိုတချို့က M31 လို့လည်းခေါ်တယ်သူ့ကို M33 လို့ခေါ်တယ်เนาะနောက်တစ်ခုဆိုရင်တချို့နေထိုင်ရတဲ့ Milky Way galaxyနော်ဒါဆိုရင်ရှင်းပြန်ပြောမယ်နော်ဟုတ်ပြီဒီစက်ကြဝဠာကြီးကဘလို့ဖြစ်လာတာလဲနော်ဒီစက်ကြဝဠာကြီးကဘလို့ဖြစ်လာလဲဆိုရင်တချို့ Big Bang Theory ကနေစတင်လာတယ်လို့သိပ္ပံပညာရှင်တွေကယူဆကြတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီ Big Bang Theory ကဘလို့ဖြစ်လာတာလဲဘလို့ဖြစ်လာလဲဆိုရင်စက်ကြဝဠာရဲ့အစမှာဆိုအမှတ်လေးတစ်မှတ်ပေါ့အဲ့ဒီအမှတ်လေးတစ်မှတ်ဆိုလို့ရှိရင်စက်ကြဝဠာကြီးမှာရုပ်တရက်လင်းမြန်စွာချဲ့ထွင်လာပါတယ်တဲ့အဲ့ဒီအမှတ်ကလေးကသူဟာဆိုစက္ကန့်ပိုင်းတွင်အလင်းရလင်းတဲ့ပုံမြန်တဲ့
နှုံးနဲ့ကျေပြန့်လာဟုတ်ပြီဒါဆိုရင်တစ်ချက်မင်းမဲ့ဒီမှာဆိုလို့ရှိရင်အလင်းရဲ့အလင်းဆိုတာတစ်စက္ကန့်ကိုတစ်ချက်လို့ကီလိုမီတာ3သိန်းသွားနိုင်တယ်လို့ပြောတယ်အဲ့ဒီအလင်းရဲ့အလင်းထက်နော်ဒီယခုလက်ရှိကြောနိုင်တာဆိုလို့အလင်းရဲ့အလင်းထက်အမြန်အောင်ပြန့်ကားနေတာဆိုလို့ရှိရင် universe တစ်ခုတည်းသာရှိတယ်နော်သူကအလင်းရဲ့အလင်းထက်ပြန့်ကားနေတာဖြစ်တဲ့အတွက်ကြောင့်ဒီချက်တို့မှာဆိုရင်galaxy တွေကတစ်ခုနဲ့တစ်ခုဝေးကွာကြပါတယ်တဲ့ဟုတ်ပြီအဲ့ဒီပြန်ကားတာဗာလဲပြန်ကားတာကဗာလဲဆိုလို့ရှိရင်ဒီကျေတို့တားတို့သမီးတို့ဘူစီပေါင်းမှုတ်လိုက်တဲ့အခါလေမှုတ်တဲ့အားများလေဘူစီပေါင်းရဲ့ site ကကြီးလေဒါဆိုရင်အဲ့ဘူစီပေါင်းမှာရှိတယ်ပေါ့နော်အရာအကွက်ကလေးရှိမှာအဲ့ကွက်လေးရဲ့တစ်ခုနဲ့တစ်ခုဒါဝေးသွားတာပဲဒါကဘာကိုပြောချင်တာလဲဆိုရင် universe ကဒီပြန်ကားခြင်းကိုပြောတာနော်ဟုတ်ပြီဒါဆိုစက်ကြော်ရိုင်းအဆောက်အဖြစ်ပြန်ပြောမယ်ဘယ်လိုဖြစ်လာလဲဆိုအဲ့အမှတ်လေးတစ်မှတ်ပေါ့နော်ဒီအမှတ်လေးတစ်မှတ်ကတဲ့အချိန်နဲ့အမျှသူကဘာဖြစ်လာလဲဆိုရင်အလင်းရဲ့အလင်းထက်အမြန်နဲ့နှုံးနဲ့ပြန်ကားနေပါတယ်တဲ့နော်ပြန်ကားနေတယ်အဲ့လိုပြန်ကားလာတဲ့အခါမှာဆိုရင်တဲ့သူကပေါ့နော်ဒီအေးမြလာတဲ့အခါမှာเนาะဒီစက်ကြဝဠာကြီးထဲမှာအေးမြလာတဲ့အခါမှာဆိုရင်အမှုန်လေးတစ်မှုန်နဲ့အမှုန်လေးတွေပေါ့နော် subatomic particle လို့ခေါ်တဲ့ proton တွေ neutron တွေ electron ဆိုတဲ့အမှုန်ကလေးတွေဖြစ်လာတယ်တဲ့เนาะအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာအဲ့ proton neutron electron တွေကနော်ဒီစက်ကြောဝဠာကြီးရဲ့ပြန်ကားလာမှုဟာပေါ့နော်အေးလာတဲ့အခါမှာဆိုဒီ proton neutron တွေကပေါင်းဆက်သွားတယ်နော်ပေါင်းဆက်ပြီးတော့ဗာလေးဖြစ်လာလဲဆိုရင် hydrogen နဲ့ atom hydrogen နဲ့ helium နဲ့ atom တွေဖြစ်လာတယ်နော်အဲ့လိုမျိုး atom တွေဖြစ်လာပြီးတော့တချို့gravity ဒီ hydrogen neutron electron တွေဆို mass တွေရှိရလေ mass ရှိရင် gravity ရှိရအဲ့လို gravity ရှိတဲ့အခါမှာအဲ့လို gravity ရဲ့ဆွဲအားကြောင့်ဒီ proton neutron electron ဆိုတဲ့ atom လေးတွေစုပြီးတော့ဘာတွေဖြစ်လာလဲဆိုရင် star ဆိုတဲ့ကြယ်တွေဖြစ်လာတယ်နော်ဟုတ်ပြီအဲ့ star ဆိုတဲ့ကြယ်ပေါင်းမြောက်များဆိုတာတချို့တို့နေရာလဲ star ပဲနော်star ဆိုတဲ့ကြယ်ပေါင်းမြောက်များဆိုတာ ਨੇ ဖွဲ့စည်းထားတော့တချို့တို့ကဘာလို့ခေါ်လဲဆိုရင် galaxy လို့ခေါ်တယ်နော်ဒါဆိုရင် galaxy ဘယ်လိုဖြစ်ပေါ်လာတယ်နော် galaxy ဆိုတာတနည်းအားဖြင့်ပြောမှဆိုရင် star city ကြယ်မြို့တော်ကိုတချို့တို့က galaxy လို့ခေါ်တယ်နော်ကဲဟုတ်ပြီအဲ့ဆိုရင်အဲ့လိုမျိုးတဲ့ဒီ universe မှာဆိုလို့ရှင် galaxy ပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းလာဒါဆိုတချို့တော့ galaxy တွေနဲ့เนาะ galaxy တွေခွဲလိုက်ကြတယ်ဘယ်လိုခွဲလိုက်တယ် galaxy 50နဲ့ဖွဲ့စည်းထားတယ်ဆိုရင်တော့တချို့တော့ local group လို့ခေါ်လိုက်မယ်เนาะဟုတ်ပြီအဲ့လိုမျိုးပဲနော် local group လို့ခေါ်ပြီးသွားလို့ရှိရင် cluster super cluster အဲ့လိုမျိုး local group ပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းထားတယ်ဆိုရင်တော့ super cluster လို့ခေါ်မယ်အဲ့လို super cluster အတော်အတွင်းမှာရှိတဲ့ပေါ့နော်စัจ java ကြီးကိုဘာလို့ခေါ်လဲဆိုရင် observer universe လို့ခေါ်လိုက်တယ်ဘာလို့လဲဒီချေတို့ကဘာကြီးကပြန်ကားနေတယ်ဘလောက်ကျေပြောပါတယ်ဘလောက်အတိုင်းအတာရှိပါတယ်ဆိုတော့ဒီချေတို့ယနေ့ထက်ဒီမပြောပြနိုင်ဘူးเนาะမလေ့လာနိုင်သေးဘူးအဲ့ဒီတော့ကြောင့်ဒီချေတို့ကအခုလေ့လာလို့ရတဲ့เนาะ universe ကိုပဲ observer universe လို့ခေါ်တယ်ဒီ observer universe အတွင်းမှာရှိတဲ့အရာတွေကိုပဲပြောပြနိုင်တယ်เนาะဟုတ်ပြီ observer universe အတွင်းမှာတော့ဒီချေတို့ဘာတွေရှိလဲဆွမ်းနာပြောတယ်the local group နဲ့အများကြီးဖွဲ့စည်းထားတဲ့ super cluster ရှိတယ်เนาะအဲ့ဒီ super cluster မှာဒီချေတို့နာမည်လေးရှိပါတယ် Lani Akea ပေါ့เนาะ Lani Akea ဒါလေးတွေကမိခွန်းမှာမေးတယ်ပေါ့နော်ဟုတ်ပြီဒီချေတို့ဒီနေထိုင်ရာကဘာကြီးနဲ့ဆက်နေတယ်ဒီချေတို့ကဘယ် cluster ထဲမှာပေါင်နေဆိုရင်ဒီ super cluster Lani Akea ထဲမှာပါတယ်အဲ့ဒီ super cluster ထဲမှာဘာကြီးနဲ့ဖွဲ့စည်းထားလဲဆို the local group တွေနဲ့ဖွဲ့စည်းထားတယ်เนาะlocal group မှာ galaxy ဘယ်နှခုပါလဲဆို50ပါတယ်အဲ့ဒီ local group ထဲမှာဒီချေတို့ကဒါအိမ်နီးချင်း galaxy တွေရှိတယ်အိမ်နီးချင်း galaxy ကဒီမှာဆိုရင်Andromeda galaxy ရှိတယ်သူ M31 လို့ခေါ်တယ်Triangulum galaxy ရှိတယ် M33 ရှိတယ်အဲ့ဒါပြီးရင်ဒီတို့ဒီ local group ထဲမှာနောက်တစ်ထပ်ရှိတာ the Milky Way galaxy ရှိပါတယ် the Milky Way galaxy ဆိုတာဒီရှယ်တို့နေထိုင်ရာကဘာကြီးဖြစ်တယ်ဟုတ်ပြီအခုဒီရှယ်ပြမယ်ဒီပုံမှာဒါတို့တို့မြင်တဲ့ပုံက the Milky Way galaxy ရဲ့ပုံဖြစ်ပါတယ်เนาะအဲ့ဆိုရင်ရှယ်တို့ live session ကိုကြည့်အောင်เนาะဒါ NASA ကเนาะ NASA ရဲ့ website ဖြစ်တယ်เนาะ NASA ရဲ့ website ဖြစ်တယ်ဒီ website ထဲမှာဆိုရင်တခြားလေးလာလို့ရတယ်เนาะဒီမှာဆိုရင် planet X ဒီချေတို့เนาะ solar system မှာရှိတဲ့ planet X တွေအကြောင်းလဲရှိတယ်ချေ dwarf planet ပေါ့เนาะဒီချေတို့ဒီချိုးဖြစ်သတ်မှတ်လို့မရတဲ့ planet တွေ5ခုဒီမှာရှိပါတယ်တဲ့เนาะဒါဆိုရင်ဒီချေကဒီ
ရှင်းပြပါနော်ဒီမှာအခုပုံမှာသားတို့သမီးတို့မြင်တွေ့နေရတဲ့ပုံမှာဆိုလို့ရှိရင်ဒီရှယ်တို့နေချာရ the Milky Way galaxy ဖြစ်ပါတယ်เนาะ the Milky Way galaxy ဖြစ်တယ်ဟုတ်ပြီဒီပုံလေးကိုဒီရှယ်တို့က Milky Way galaxy ဆိုတာဒီရှယ်တို့ကခုမှဆိုရင် solar system အကြောင်းပြောခဲ့တယ်အဲ့ဒီ solar system ရဲ့အပြင်ဘက်ကိုတောင်မှထွက်ပြီးတော့ဒီရှယ်တို့ကမထွက်နိုင်ဘူးဒီရှယ်တို့အခုလက်ရှိနည်းပညာရေးเนาะအခုလက်ရှိလောင်စာကြီးတွေကိုသုံးပြီးတော့ဒီ solar system ကနေမထွက်နိုင်ဘူးဒါပေမဲ့ဒီပုံလေးကကြတော့ဒီရှယ်ဒါဆိုရင်ဘယ်လိုဖြစ်နေလဲဒါဒီပုံလေးကကြတော့ဒီငကငွေတန်း galaxy ကိုဒီရှယ်တို့အပြင်ကနေမြင်နေရတဲ့ပုံလေးဖြစ်တယ်เนาะဒီအပြင်ကနေမြင်နေရတဲ့ပုံလေးဖြစ်လာအောင်ဒီရှယ်တို့ကဘိုင်းနဲ့ဖွဲ့စည်းထားလဲဆိုရင်ဒီရှယ်တို့အနုပညာနဲ့သိပ္ပံကိုပေါင်းစပ်တာဘယ်လိုပေါင်းစပ်တာလဲဘယ်လိုသိတာလဲဘယ်လိုသိရလဲဆိုရင်ဒီလိုပုံလေးတွေဖြစ်လာအောင်ဒီရှယ်တို့ကသိပ္ပံပညာရှင်တွေကလေ့လာတယ်ခြေတွေရဲ့အကွာအဝေးတွေကိုလေ့လာတယ်ခြေတွေရဲ့ရွေးရှားမှုတွေကိုလေ့လာတယ်ဒီအခါသားလာတဲ့အလင်းရောင်တွေကိုလေ့လာတယ်နောက်တစ်ခါ tracer တွေကိုလေ့လာတယ်အဲ့လိုမျိုးအချက်တွေကိုလေ့လာပြီးကွန်ပျူတာ model ကိုသုံးပြီးတော့ဒါခန့်မှန်းထားတဲ့ပုံဖြစ်တယ်เนาะ scientific data တွေကိုအသုံးချပြီးဒီရှယ်တို့ဒါခန့်မှန်းထားတဲ့ပုံကြီးဖြစ်တယ်เนาะဒီ galaxy လေးရဆိုရင်ဒါ the Milky Way galaxy ဖြစ်တယ်เนาะဟုတ်ပြီ the Milky Way galaxy ကိုဒီမှာလည်းဒီရှယ်ဒီအပြင်ဘက်မှာဆိုလို့ရှိရင်ဒါအခါတိုင်းပေါ့เนาะ galaxy ပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းထားတယ်ဒါဆိုရင်ဒါ the Milky Way galaxy เนาะအဲ့မှာဆိုရင်ဒီရှယ်တို့ရဲ့เนาะ solar system ကြီးကိုစီကိုတွားလိုက်ရအောင်เนาะဒီမှာ Milky Way sorry ဒီမှာထပ်ပြီးရှယ်ကြည့်ရတာ the Milky Way galaxy မှာတော့ပုံစံ၃မျိုးရှိတယ်เนาะဒီပုံကခရုခွေပုံเนาะ spiral and ပုံစံရှိတယ် galaxy ရဲ့အမျိုးအစား၃မျိုးရှိတယ်เนาะဘေးပုံစံ galaxy ရှိတယ်ဒီလိုခရုဖက်ခွေပုံ galaxy ရှိတယ်နောက်တစ်ခါဒီရှယ်တို့ဒီ irregular galaxy ဆိုပြီးပုံစံ၃မျိုးရှိတယ်ဒီထဲမှာဒီရှယ်တို့အခုလက်ရှိပုံစံက spherical galaxy ပေါ့နော် spherical galaxy ခရုပုံစံ galaxy ဖြစ်တယ်အဲ့ဒီခရုပုံစံ galaxy ရဲ့ဒီအတွင်းနဲ့ဒီနေရာเนาะဒီနေရာမှာဆိုလို့ရှိရင်ဒီရှယ်တို့က supermassive black hole ဆိုတာရှိတယ်เนาะ supermassive black hole ဆိုတာရှိတယ် black hole တွေအကြောင်းတော့ဒီရှယ်နောက် slide နောက်ပါဝိုင်းနေတိုင်းရှင်းပြမယ်เนาะအဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာ black hole ရှိတယ်ဒါဆိုရင်ဒီရှယ်တို့ကဒီ the Milky Way galaxy ကြီးရဲ့ဘယ်နားမှာရှိလဲဆိုလို့ရှိရင်ဒီမှာနောက်ဒီညဆိုတော့ဘယ်လိုပြောလဲဘယ်လိုခေါ်လဲဆိုရင် spiral and လို့ခေါ်တယ်เนาะ spiral and ရှယ်တို့ကလမ်းမှာ spiral and လို့ရှိတယ်เนาะဒီရှယ်တို့ရဲ့ solar system ကြီးဟာ the Milky Way ရဲ့ spiral and ပုံမှာရှိတယ်လို့ပြောတယ်เนาะဟုတ်ပြီအဲ့ဒါဒီနေ့နဲ့ရှယ်တို့မှာသွားလိုက်တဲ့အခါမှာဒီရှယ်တို့ရဲ့ solar system ကြီးစီကြောင်းเนาะဒီမှာ solar system ကြီးကိုမြောက်တင်ဒီအနေရပျောက်တင်နေတာဒီရှယ်တို့ဘာလို့ခေါ်လဲဆိုလို့ရှိရင် intercellular medium လို့ခေါ်တယ်เนาะ intercellular medium ဆိုတာရှယ်အသစ်တွေမွေးဖွားရနေရဖြစ်တယ်ဟုတ်ပြီဒီရှယ်ဆုံးလာပြောခြေလို့ဖြစ်လာတယ်ခြေတွေကလူတွေလိုပဲမွေးဖွားတယ်တနည်းဖြင့်အသက်ရှင်နေပြီးဆုံးတယ်တနည်းဖြင့်ခြေလေးတွေဖြစ်ပေါ်လာတယ်ခြေလေးတွေဖြစ်ပေါ်လာပြီးလို့ရှိရင်ခြေလေးတွေကဘယ်လိုဖြစ်လဲဆိုတော့ပြောခဲ့လို့ proton neutron electron ဆိုတာဟောလေးတွေဟာစုစည်းလာပြီးတော့ဒီခြေတို့ဒီstar ဆိုတဲ့ခြေဖြစ်လာတယ်အဲ့လို star ဆိုတဲ့ခြေဖြစ်လာပြီးတဲ့အခါမှာသူတို့ထဲမှာရှိတဲ့ပုံhydrogen တွေ helium တွေဟာတော့ဒီပြားတွေကြောင့်ဒီသူတို့ခြေရဲ့ဆွဲအားတွေကြောင့်သူကဘာဖြစ်လာလဲဆိုလို့ရှိရင်နော်ဆွဲအားတွေကြောင့်သူကဘာဖြစ်လာလဲဆိုဒီ hydrogen တွေကဒီခြေတို့ helium ဖြစ်ပြောင်းနေ hydrogen နဲ့ helium ဖြစ်ပြောင်းပြီးတော့ခြေတို့ ray တွေထွက်တယ်နော် ray တွေထွက်တယ်အဲ့လိုမျိုး ray တွေရဲ့ဆန္ဒဒီခြေတို့ဒီရေရဆိုလို့ရှိရင် hydrogen helium နဲ့ဖွဲ့စည်းထားတဲ့ nuclear fusion reaction ဒီစက်ကဖြစ်နေပြီးတော့စွမ်းအင်တွေထွက်လာသူစွမ်းအင်တွေထွက်ပြီးတော့သူတို့ရဲ့ပေါ်နော် mass ပေါ်မှာတည်ပြီးတော့ mass များလို့ရှိရင်ခြေတို့ကဒီခြေတွေကဆိုရင်လည်းဒီဆုံး mass နဲ့ဒီခြေတို့ဟိုနေရာဆိုလို့ရှိရင် main sequence ခြေမှာရှိတယ်အရင်က mass တည်တဲ့နေရာမှာမပါသေးတဲ့ new design မှာ
ပြီးတော့ထွက်လာတယ်နော်ဆောနာလို့ဒီချက်ပြောခဲ့တယ်စူပါနိုဗာလို့ဖြစ်တယ်နော်ပောက်ကွဲမှုကြီးတွေဖြစ်ပြီးတော့မက်တာအစ်တွေထွက်လာတယ်အဲ့ဒီတွေကလည်းဒီ intercellular medium ကိုရောက်လာပြီးတဲ့အစ်တွေကိုထွက်လာတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ intercellular medium ကိုသိသွားရင် intercellular medium နဲ့ဒီချေတို့ဒီမှာဆိုရင်ချေတို့ solar system ကြီးဆိုအရင်ဆုံးလာလိုက်တာနော်ဒါတဲ့အခါမှာဒီနေ့ Voyager 2ဆိုပြီးဒါတို့သမီးတွေ့ရဒီ Voyager 2ဆိုတာ artificial satellite ဖြစ်တယ်ဒီချေတို့လူသားတွေအစောဆုံးဖန်တီးခဲ့တဲ့ satellite တွေဒီ satellite တွေဆိုနေအဖွဲ့အစည်းရဲ့အပြင်ဘက်အစွန်ဆုံးကိုရောက်နေပြီဆိုတော့ပြောဒီချေတို့ဒီ intercellular medium နားကိုmedium နဲ့တော့မရောက်သေးဘူးပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ခြေတို့ Voyager 1နေ Pioneer 10နေရှိเนาะဒါရီယာဆိုလို့ရှိရင်ဒီခြေတို့ artificial satellite တွေဖြစ်တယ်လူသားတွေလွတ်တင်ထားတယ်ပေါ့เนาะလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီခြေတို့လွတ်တင်ထားတယ်အာကာသကိုလွတ်တင်ထားတယ်ဒါပြည့်ဒီ satellite တွေကဆိုလို့ရှိရင်ဒီခြေတို့ဘယ်ကိုရောက်နေပြီလဲဆိုလို့ရှိရင်ဒီခြေတို့နေအဖွဲ့အစည်းเนาะနေအဖွဲ့အစည်းရဲ့ Heliosphere ဆိုတဲ့နေရာကိုရောက်နေHeliosphere နေရာကဘယ်နေရာလဲဆိုရင်ဒီရှယ်တို့နေကလာတဲ့အလင်းတန်းတွေ solar wind တွေเนาะအာကာသတဲကိုလွှမ်းခြုံထားတဲ့နေရာကိုဒီရှယ်တို့က Heliosphere လို့ခေါ်တယ်အဲ့ဒီ Heliosphere နေရာကိုပေါ့เนาะရောက်နေပါပြီဒီ Heliosphere နေဒီရှယ်တို့ဒီsolar intercellular medium တွေကိုရောက်ဖို့ဆိုရင်တော့ဒီရှယ်တို့အချိန်နေအများကြီးကြာအောင်ပါပါเนาะခြေတို့ကိုလက်ရှိဒီသွားနှုံးနေဆိုလို့ရှိရင်တော့သူတို့ရောက်ဖို့ရအဝေးလိုပါသေးတယ်เนาะဟုတ်ပြီအဲ့ဆိုရင်ဒီမှာဒီခြေတို့ကြည့်လိုက်เนาะဒီမှာ Pioneer 2တွေ New Horizon တွေဒါတွေက Solar System ရဲ့အပြင်ကိုရောက်နေပြီเนาะဟုတ်ပြီအဲ့ဆိုဒီခြေတို့ဒီမှာဒီ Solar System အပြင်ဆုံးမှာ Neptune ဂျုံရှိရယ်เนาะဒီမှာဆိုရင် Neptune ရှိမယ်တဖြည်းဖြည်းချဲ့လိုက်တာနဲ့ညခြေတို့မြင်လာရပြီဒီမှာ Uranus တွေ Saturn တွေ Jupiter တွေဆိုပြီးတော့ရှိရယ်เนาะဒီမှာဆိုရင်တချို့တို့ပတ်လန်းတွေကိုအယောင်နေနဲ့ပြထားတယ်เนาะပတ်လန်းတွေကိုအယောင်နေနဲ့ပြတာအဖြူရောင်လေးတွေနဲ့ပေါ့เนาะဒီပတ်လန်းကအဝိုင်းပုံစံမရှိပဲဒီလိုမျိုးလေးတွေဖြစ်နေတာဒါတွေကလူသားတွေလွတ်တင်ထားတဲ့ artificial satellite တွေဖြစ်တယ် satellite တွေကတော့တချို့တို့ထောင်နေချီပြီးတော့ရှိနေပြီเนาะတချို့တို့ကဘာရဲ့ကဘာကြီးရဲ့အနီးနားမှာရောတချို့တို့ဒီ solar system ရဲ့တစ်လျှောက်လုံးမှာတချို့တို့လွတ်တင်ထားတဲ့ satellite တွေအများကြီးကိုမှတချို့တို့ရှိနေပါတယ်เนาะဟုတ်ပြီအဲ့ဆိုရင်တချို့တို့ဒီမှာဆိုလို့ရှိရင်ပတ်လန်းနဲ့အများကြီးပဲရှိရเนาะဒီလိုအဖြူအောင်လေးနေဆိုရင်ဒါတချို့ဒီလူသားတွေလွတ်တင်ထားတဲ့ satellite တွေဖြစ်တယ်ဒီမှာဆိုရင်ဒီရှယ်အတေးကအလဲကောင်မှာဆိုရင် sun နေရှိရเนาะနေရဲ့စွမ်းငင်ကဘယ်လောက်တောင်ကြီးလဲဆိုရင်ဒီရှယ်တို့နေရဲ့ mass ကအရန်ကိုကြီးတယ်အရန်ကိုကြီးတဲ့အတွက်ကြောင့်သူ့ရဲ့ gravity များတယ် gravity များတဲ့အတွက်ကြောင့်သူကဆိုလို့ရှိရင်ဒီဂျိုကြီးရှစ်လုံးကိုသူ့ရဲ့ပတ်လန်းမှာလင်ပတ်စေဖို့အတွက်သူကစွမ်းငင်တယ်เนาะဟုတ်ပြီဒါဆိုရင်နေစီကိုဘာကြောင့်ကဘာတွေဂျိုတွေကျန်တဲ့ဂျိုတွေကြာမကြရောက်သွားလဲဆိုရင်ဒီချက်ရှင်းပြခဲ့ပြီးဖြစ်တယ်နော်ကဘာဆိုရင်သူ့ရဲ့ဝင်ရိုးမှာလဲနေအဲ့ဒီလဲတဲ့ဝင်ရိုးရဲ့လဲကဘာကြီးကဆိုရင်သူ့ရဲ့ဝင်ရိုးပေါ်မှာလဲနေတယ်လဲပြီးတော့ဒီနေကိုပတ်နေတယ်အဲ့လိုနေကိုပတ်နေတဲ့အရှိန်ကြောင့်နော် forward speed ဆိုတဲ့အရှိန်ကြောင့်ဒီရှေ့တို့ဘာဖြစ်နေလဲဆိုရင်ကဘာကြီးစီကိုမရောက်သွားဘဲနဲ့ဒီကဘာကြီးရဲ့ပေါ့နော်ဆွဲအားကြောင့်ဒီအာကာသကိုညွတ်သွားတယ်နော်ပတ်လေကနေပြီးတော့ရှေ့တို့လဲနေတာဖြစ်တယ်နော်ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးအာကာ solar probe ဆိုတဲ့ဒီ new white ပြီးတော့ထွက်ထားတယ်ဒါဆိုရင်ဒါအာကာသယာဉ်တစ်စင်းနော်ဒီမှာဆိုရင်အဲ့ဒီအာကာသယာဉ်ကိုဒီရှေ့တို့အနီးကပ်ပေါ့နော်လုံးဝကိုမှကြည့်လို့ရပါတယ်ပြီးရင်အခုဒီရှေ့တို့အခုဒီရှေ့တို့ကြည့်မြင်တွေ့ရရင်เนาะဒီနေရာမှာအသေးစိတ်เนาะကြည့်လို့ရပါတယ်ရတယ်เนาะဟုတ်ပြီဒီရှေ့တို့အခု live လွှင့်ပြီးတော့ကြည့်နေတာ live လွှင့်ပြီးကြည့်နေတာဆိုအခုလက်ရှိဒီဂျိုတွေကိုကြည့်နေရတာဖြစ်တယ်เนาะဒီမှာဆိုရင် time control ရှိရယ်เนาะ time control ဆိုတာဒီရှေ့တို့အခု real rate အခုလက်ရှိအချိန်တိုင်းမှာဒါဒီရှေ့တို့ကြည့်နေတာเนาะဒီမှာဒီရှေ့ဆိုရင်အခု12နာရီ18မိနစ်နဲ့58စက္ကန့်တော့တွင်မှာဒါဒီရှေ့ကြည့်နေတာဖြစ်တယ်เนาะဒီမှာဆိုလဲအောက်တိုဘာ
3 date နဲ့ပေါ့နော်ဟုတ်ပြီဒါဆိုရင်တကယ်လို့တာတို့သမီးတွေကဒီလွန်ခဲ့တဲ့ပေါ့နော်မနေ့ကပေါ့အောက်တိုဘာ2ရက်နေ့ကကဘာကြီးရဲ့အခြေအနေကိုကြည့်နေတယ်ဆိုရင်ဒီကနေသွားကြည့်ရမယ်တကယ်လို့ဒီ share တို့ကမနက်ဖြန်အတွက်ကဘာကြီးမှာဘယ်လိုမျိုး weather တွေရှိနေမလဲဆိုကြည့်ချင်ရင်တော့ဒီကနေပြီးတော့ပဲကြည့်ရနော်real wave နဲ့ share တို့ကြည့်လို့ရပါတယ်တဲ့ဟုတ်ပြီဒါဆိုရင်ဒီ solar system နဲ့ပြန်သွားလိုက်မယ်နော်အဓိကကတော့ဒီမှာဆိုလို့ရှိရင် share တို့ Mercury တွေ Venus တွေမှာမွန်းမရှိဘူးเนาะ share တို့ဒီ Jupiter တွေ Saturn တွေမှာဆိုလို့ရှိရင်မွန်းတွေအများကြီးရှိတယ်လို့လည်းပြောခဲ့ပြီးပြီအဲ့ဒီမွန်းတွေရဲ့တစ်ခုချင်းစီကိုလည်းတားလို့ဒီကနေလိုက်ကြည့်လို့ရတယ်เนาะဒီ share ကတော့အဓိက share တို့ကဘာကြီးကြောင်းပဲဒီမှာအနည်းငယ်ကြည့်ကြည့်မယ်เนาะဟုတ်ပြီဒီမှာဒီ share တို့ကဘာကြီးစီကိုရောက်သွားပြီเนาะအဲဒီမှာဆိုရင်ကဘာဒီဒီ share တို့ဒါကြောင့်မလို့เนาะအခုလက်ရှိပေါ့เนาะhurricane မုန်တိုင်းတွေဖြစ်ပေါ်တော့မလားမဖြစ်ဘူးလားဆိုတာဒီ share တို့ကတခြားပေါ့နော်ဒီ barometer pressure ကိုတိုင်းတဲ့ barometer temperature တွေ humidity တွေအဲ့ဒါတွေနဲ့ဒီ share တို့ကသိလာတာမဟုတ်ဘူးเนาะဘိုင်းနဲ့သိတာလဲဆိုဂျူတို့ကရတဲ့ satellite တွေဂျူတို့ကရတဲ့ပေးပို့တဲ့ပုံတွေအရာဘယ်နေရာမှာတော့လေဖျားနဲ့ယုံဝင်နေဖြစ်နေတယ်เนาะမုန်တိုင်းတွေအစပြိုးနေတယ်ဆိုတော့ဒီ share တို့ကဒီ satellite ကပေးပို့တဲ့ပုံတွေနဲ့ကြည့်တာเนาะဒီမှာဆိုဒီ share တို့ကဘာကြီးမှာရှုပ်ချက်ခတ်နေတဲ့ပတ်လန်းတွေအများကြီးရှိပါတယ်ဒါကဒီ artificial satellite တွေဖြစ်တယ်เนาะ artificial satellite တွေကကဘာကိုပတ်နေတာဖြစ်ပါတယ်ဒီမှာဆိုအများကြီးရှိတယ်ပေါ့เนาะမိုးလေဝသအတွက်လည်းဒီလိုတင်ထားတာရှိတယ်အမျိုးမျိုးပေါ့เนาะအမျိုးမျိုးတော့ satellite တွေရှိတယ်အဲ့ထဲမှာဒီ share တို့ဒီမှာဆိုရင်ဒီ share တို့ကဘာမှာရှိတယ် live ကိုကြည့်အောင်เนาะအဲဒီမှာဆိုရင်ဒါစောင်းနေတာကဒီ share ဒီမှာ live ကြည့်ရင်ねเนาะဒီ lab ဖိအားသုံးတဲ့ပုံမှာမူတည်ပြီးတော့ဒီ 3D ပုံစံနဲ့ပတ်လဲကြည့်လို့ရเนาะဒီမှာဆိုရင်အဲဒီမှာမွန်းမှာလွတ်တင်ထားတဲ့ဒီမှာsatellite တွေလည်းပေါ်တယ်เนาะဒါဆိုရင်ဒီ share တို့မွန်းကိုပဲနှိပ်လိုက်မယ်နော်ဒါဆိုရင်ဒီမှာလူနာလို့ရေးထားတယ်တချေတို့မုန်းကဲပေါ့နော်ပေးထားတဲ့လူနာနာမည်လေးဖြစ်တယ်နော်ဟုတ်ပြီဒါဆိုရင်တော့တားတို့သမီးတို့ဒီပုံလေးတွေကိုကြည့်ပြီးတော့ဒါ solar system နော်တချေတို့ရဲ့ solar system ရဲ့အကြောင်းကိုအတော်အသင့်ကိုနားလည်မယ်လို့တချေယုံကြည်တယ်နော်အခုဆိုရင်ဒါတချေချင်းလိုက်တာချုံလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒီမှာရှိအနေဖွဲ့စည်းရဲ့နော် heliosphere ရဲ့အပြင်ဘက်ကိုရောက်နေတယ်ဒါတွေကဘာလဲဆိုလို့ရှိရင် satellite တွေဖြစ်တယ်နော်ဒီချေလို့နော်နေအဖွဲ့အစည်းကြောင်းကိုနည်းငယ်ပေါ့နော်ဒီချေလို့ရှင်းပြပေးပြီးဖြစ်တယ်ဒါဆိုရင်ဒီချေလို့နေအဖွဲ့အစည်းရဲ့အပြင်ဘက်မှာဘာတွေရှိလဲဆိုတော့ဒီချေအကြံဉာဏ်လေးတားလို့ဒီမျိုးကိုသိစေချင်တဲ့အတွက်ကြောင့်ဒီပုံလေးကိုရှင်းပြချင်တယ်နော်ဒီမှာဆိုရင် intercellular medium နော် intercellular medium ဆိုတာဒီချေလို့ကမတို့ပြင်မယ်ဆိုရင်ခြေတာရဂျာကန်နေပြီပေါ့နော်ခြေတာရဂျာကန်နေပြီဆိုတာကဒီခြေတို့ဒီ solar system ကြီးကနေထွက်သွားတဲ့အခါမှာဆိုလို့ရှိရင်ဒီတခြားခြေတာရတွေเนาะရှိတဲ့နေရာရှိတယ်အဲ့ဒီနေရာမှာဆိုဒီမှာဆို space ဆိုရယ် intercellular space ဆိုရယ်ခြေတာရဂျာကန် space ဆိုတာလည်းရှိတယ်เนาะလွတ်နေတဲ့ဟင်းတွေရှိပါတယ်တဲ့เนาะဒါဆိုရင်ဒီခြေတို့ဒီမှာလာဒီခြေတို့နေဒီမှာဆိုရင်ဒီခြေတို့ရဲ့ဂျူဒီ solar system မှာရှိတဲ့ဂျူရှယ်လုံးเนาะဒီမှာဆိုရင် Jupiter ဒီမှာဆိုရင်ဒီ share တို့ Mars နဲ့ Jupiter ကြားထဲမှာဒီ share တို့asteroid belt ဆိုတာရှိတယ်လို့ပြောခဲ့เนาะ asteroid belt ကဆိုရင်သူကလည်းနေကိုလှည့်ပတ်နေတယ် Mars နဲ့ဒီ Jupiter ကြားထဲမှာရှိတယ်เนาะပြီးတော့လို့ရှိရင်ဒီ share တို့ဒီမှာဆိုလို့ရှိရင် Saturn မှာ ring ကိုမြင်နေရတယ် Saturn ရဲ့ ring တွေဒါဆိုရင်ဒီမှာဒီ share တို့ DT เนาะ DT ကဆိုရင်ဒီ share တို့ဘာဖြစ်မှာလဲဆိုလို့ရှိရင်ဒီ share တို့ရဲ့ solar system မှာရှိတဲ့ဂျိုးရှယ်လုံးဖြစ်တယ်အဲ့ဆိုရင်အဲ့ solar system ရဲ့နောက်ကိုဒီ share တို့ဆက်ကြည့်လိုက်တဲ့အခါမှာเนาะကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ねဒီမှာဆိုရင် Kuiper Belt object ဆိုတာရှိပါတယ်တဲ့เนาะဒီ Kuiper Belt ကဆောနာပြောတဲ့ဒီ share တို့အရင်ကပြောပြထားတဲ့ဒီ Pluto เนาะPluto ကဆိုလို့ရှိရင်ဒီ Kuiper Belt ထဲမှာရှိပါတယ်เนาะ
point bar ဘက်ထင်းမှာ Pluto ဂျူရှိတယ်ဒီချေတို့ Pluto ကို sorry Pluto ဂျူရှိတယ်ဒါပေမဲ့ဒီချေတို့ရဲ့ solar system တွေကနေဖြုတ်ရတဲ့အကြောင်းရင်းကသူဟာဆိုလို့ရှိရင်သူ့ရဲ့ပတ်လန်းအကြောင်းကိုမရှင်းလင်းနိုင်တဲ့အတွက်ကြောင့်သူ့ကိုဂျိုစင်ကနေဖြုတ်တာရှိတယ်ဒါဆိုရင်ဒါတို့သမီးတွေမြေခွန်းဟောင်းတွေမှာလည်းမြေးတယ်ဒီ Pluto ဂျိုဟာဆိုလို့ရှိရင်ဘာကြောင့်ဂျိုဖြစ်ကနေပြီးတော့ဖြုတ်တာလဲနောက်တစ်ခါဒီဂျိုဟာဘယ်နေရာမှာရှိလဲဆိုရင် point bar base နေရာမှာပြီးရှိတယ်เนาะဒီမှာဆိုလို့ရှိရင်ဒီမှာ100เนาะ10 square AU ရှိ AU ဆိုတာ astronomy unit ဒါတို့သမီးတို့သိတယ်เนาะအဲ့မှာဆိုရင်ဒီမှာ100ဒီရှေတို့နေနဲ့ကဘာနေတာမှာ1 AU ပဲရှိတာเนาะ100 AU နားမှာဆိုလို့ရှိရင်တဲ့เนาะဒီမှာဆိုလို့ရှိရင် Voyager 2ပဲ Voyager 1ကြီးရှိနေပြီဒါပါလဲဆိုလို့ရှိရင်ဒီရှေတို့နေရဖွဲ့စည်းရပေါ့เนาะပြောမှဆိုနေမိတ်နားမှာဒီရှေတို့အာကာသကိုလူတွေလောက်ထားတဲ့လူတွေဖန်တီးထားတဲ့ satellite ကဆိုရင်ဒီရဖွဲ့စည်းအပြင်းမဲ့ဆုံးနာကိုတော့ဖြစ်နေပြီလေဆိုရင်ရောက်ရှိနေပြီเนาะရောက်ရှိနေပြီဖြစ်တယ်တဲ့ဒါဆိုရင်ဒီရှေတို့စဉ်းစားမှာဒီ Voyager 1ဟာဆိုလို့ရှိရင်เนาะဒီ interstellar space ဆိုတဲ့ဒီဇုံကြီးเนาะဒီ interstellar interaction zone ကြီးကိုကျော်ပြီးတော့တခြား galaxy တွေစီကိုတခြားနေရာတွေကိုเนาะနေဆက်ကြတာကြီးအစွန်ဆုံးကဒီမှာဒီရှေတို့heliosphère เนาะဒီမှာဆိုရင်ဒီ sphere ကနေပြီးတော့လွတ်ထွက်သွားနိုင်သလားเนาะဒီ Voyager 1ဆိုလို့ရှိရင်ဒီရှေတို့ဒီအဖွဲ့အစည်းကနေလွတ်ထွက်ဖို့ဆိုတာတဲ့လုံးဝမဖြစ်နိုင်ပါဘူးတဲ့ဘာလို့လဲဆိုမြေရဲ့ကြီးမားတဲ့ဆွဲအားကြောင့်ပေါ့နော်ယခုလက်ရှိနည်းပညာနဲ့ရှေတို့ယခုလက်ရှိလောင်စာဆီတွေကိုသုံးပြီးတော့ဒီပေါ့နော်ဒီနေ့အဖွဲ့အစည်းကနေပြီးတော့လွတ်မြောက်နိုင်တဲ့အချိန်ဆိုတာဒီမှာဆိုလို့ရှိရင်မဖြစ်နိုင်သေးပါဘူးတဲ့เนาะဒါပေမဲ့နှစ်တန်းပေါင်းမြောက်များစွာကြာမယ်ဆိုရင်တော့မှเนาะဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ဒီကျဲတရားကြားခံနေမျိုးကိုရောက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးတဲ့အဲဆိုရင်ဒီမှာဒါ Voyager 1ရောက်ရှိတဲ့နေရာလေးเนาะဒီမှာဒီနားမှာရောက်နေတယ်ဒီမှာဆိုရင် Voyager 2 1 or 2ကိုလွတ်တင်ထားတာရှိရเนาะဒီနားမှာရှိနေပါတယ်ဒီမှာ heliosphere เนาะ heliosphere ဆိုတာဒီရှယ်တို့ဆိုလာဝင်းနေเนาะနေရနေပြီးတော့ဒီရှယ်တို့ဒီတိုက်ခတ်လိုက်တဲ့เนาะဆိုလာဝင်းနေဒီမှာလာတော့ဆိုလာဝင်းနေကဘာဖြစ်တာလဲဆိုတော့ဒီရှယ်တို့ဖြာထွက်ပြီးတော့အာကာသတွေကိုရောက်သွားတယ်เนาะဖြာထွက်ပြီးတော့အာကာသတွေကိုရောက်ပြီးအာကာသကိုလွှမ်းခြုံထားတဲ့ area ကိုဒီရှယ်တို့က heliosphere လို့ခေါ်တယ်เนาะအဲ့မှာဆိုရင် heliosphere fault heliosphere fault ဆိုတာကျတော့နေမှလာတော့ဒီလေဖိအားတွေเนาะလေဖိအားနဲ့ကျေတာယာမှလာတော့လေတို့မြင်ရတယ်အစွန်ဆုံးနယ်နိမိတ်ကိုပြောတယ်เนาะအစွန်ဆုံးနယ်နိမိတ်ဒါဆိုရင်ကျတို့ဒီနေမှလာတဲ့ဆိုလာဝင်းတွေရောဒီမှာဆိုလို့ရှိရင် interstellar wind ဆိုတာကြားခံနေရလာတဲ့ဝင်းနေရဆိုလို့ရှိရင်ဒီနားမှာစုသွားတယ်เนาะစုဆုံသွားတဲ့နေရာကိုဘာလို့ခေါ်လဲဆိုရင် helio fox လို့ခေါ်တယ် helio ရဝန်းလို့ခေါ်တယ်เนาะဒီနေရာမှာလေဖိအားလည်းညီသွားတာရှိတယ်เนาะနောက်ကအဲ့မှာဆိုရင်ဒီနေရာမှာဆိုရင် termination shot ဆိုတာစောနာကနေမှလာတဲ့ဆိုလာဝင်းနေတဲ့ကျေတာယာကြားခံကနေပြီးတော့ဒီမှာဝင်ရောက်လာတဲ့เนาะဝင်ရောက်လာတဲ့လေတိုက်မိပြီးတော့ဒီနားလေးမှာဘာဖြစ်သွားလဲဆိုရင်ရုတ်တရက်ဆိုတော့အရှိန်ကျသွားတဲ့နေရာကိုဒီချေတို့က termination shot လို့ခေါ်တယ်ဒါဆိုလို့ရှိရင်ရှယ်တို့ဒီမှာဆိုအလင်းရဲ့အလင်းတိုင်းသွားမယ်ဆိုလို့ရှိရင်အကွာဝေးဘယ်လောက်မှရှိလဲဆိုရင်100 AU မှာရှိတယ်เนาะ100 AU မှာရှိတယ်ဟုတ်ပြီဆိုရင်ရှယ်တို့ဒီမှာဆက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီကျဲတာယာ interaction zone ကနေပြီးတော့ဒီဘက်ကိုရောက်တဲ့အခါဒီမှာဆိုလို့ရှိရင်ဒီဘာတွေရှိလာပြီလဲဆိုရင် the local intercellular clouds တွေဆိုတာတဲ့ရှိလာပါတယ်တဲ့เนาะ local intercellular clouds ဆိုတာဘာကြောင့်ဖြစ်လာတာလဲဆိုလို့ရှိရင်ဒီကျတို့เนาะဟုတ်ပြီဒီမှာဆိုရင် intercellular medium intercellular ကျေတာယာကြားခံဒါဆိုရင်ကျေတာယာကြားခံနေမြေတွေကိုရောက်သွားပြီကျေတာယာကြားခံနေမြေမှာ the local intercellular cloud ရှိပါတယ်နောက်က Oort cloud တွေရှိပါတယ်เนาะ Oort cloud တွေရှိပါတယ်Oort cloud ဆိုတာလေဒီနေဖွဲ့ကြီးရဲ့အစွန်စော်လွန်ကြီးမားတဲ့เนาะကျေတာယာတွေကျေတကွန်တွေစုဝေးတဲ့နေရာဖြစ်တယ်เนาะဒီနေရာလေးอ่ะဆိုလို့ရှိရင်
ပြီးလို့ရှင်တဲ့ G cloud G cloud ဆိုတာလေဒီချေတို့ဒီမှာဆိုလို့ရှင်နီးစက်တယ်ပေါ့နော်J cloud တွေရှိတယ်ဒါ cloud တွေပေါ့နော်ဒီမှာဆိုလို့ရှင် roof planetsဆိုတာဘယ်မှเนาะဒီလွတ်လပ်နေတဲ့ကျဲတွေလွတ်လပ်နေတဲ့ကျဲတွေဆိုတော့၎င်းတို့ကညီတိကျဲကိုမှမပတ်ပဲနဲ့အာကာသထဲမှာเนาะအာကာသထဲမှာလွတ်လပ်ရွေးရှားနေတဲ့ Ross planet လေးလည်းရှိပါတယ်တဲ့เนาะဒီမှာ Alpha Centauri ဆိုတာနေအဖွဲ့အစည်းနဲ့အနည်းဆုံးဖြစ်တော့ကျဲအဖွဲ့အစည်းဖြစ်တယ်เนาะကျဲအဖွဲ့အစည်းနေအဖွဲ့အစည်းနဲ့ဒီချေတို့ဒါပြောရမယ်ဆိုတော့အနည်းဆုံးဖြစ်တဲ့ကျဲအဖွဲ့အစည်းကိုအဖွဲ့အစည်းရဆိုရင် Alpha Centauri ဖြစ်တယ်เนาะချေတို့ဘလောက်ဝေးလဲဆိုရင်အလင်းနဲ့ 4.4 အလင်းနှစ်လောက်ရှိတယ်เนาะအဲဒီမှာဆိုရင် AU နဲ့တွက်လို့ရှင်တသိန်းเนาะတသိန်း AU เนาะတသိန်း AU မှာရှိပါတယ်ဒီမှာဆိုရင် U cloud ဟိုဘက်မှာလည်း U cloud ရှိတယ်เนาะအဲဒီမှာ solar gravity land as view from the focal line ဒီမှာဆိုရင်ねဘာဖြစ်လဲဆိုလို့ရှိရင်ဒီရှယ်တို့နေရာဆိုလို့ရှိရင်အရန်ကိုမှာဆွဲငင်အားကြီးတဲ့အတွက်ကြောင့်ねဒီနေရာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီကျဲတာယာကနေစီလာတဲ့เนาะအလင်းနေရာဆိုလို့ရှိရင်နေရဲ့ဆွဲအားကြောင့်ဒီနာကကြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်စေလဲဆိုရင်အလင်းတွေကိုတော့မှကွေးညွတ်စေပါတယ်တဲ့เนาะအလင်းတွေကိုကွေးညွတ်စေတယ်เนาะနေရဲ့ဆွဲအားကြောင့်ဒီကျဲတာယာကနေလာတဲ့အလင်းတွေတော့ဘာဖြစ်စေလဲဆိုရင်ကွေးညွတ်စေတယ်ဒါကြောင့်မလို့အဲ့ဒီနေရဲ့ပတ်လည်မှာတောက်ပတဲ့ green ပုံစံအဖြစ်မြင်တွေ့ရတာဖြစ်တယ်တဲ့အဲ့ဒါကိုတချို့တော့ဘာလို့ခေါ်လဲဆိုရင် Einstein green လို့ခေါ်တယ်เนาะဒါဆိုရင်တချို့နေအဖွဲ့အစည်းကနေထွက်သွားတဲ့အခါမှာဒီဘက်ပေါ့เนาะ intercellular medium ကြားမှာဒါတနည်းအားဖြင့်အနေနဲ့အနည်းဆုံးရှိတဲ့ Alpha Centauri တွေရှိတယ်ဆိုတဲ့အကြောင်းကိုဒါသိစေချင်ပါတယ်